ကြောင်မဲမျိုးတို့မျိုးသားများအားလုံးမင်္ဂလာပါဗျာဒီနေ့ကရေးဆက်လာပိုင်းဆောင်းထဲမှာ25ဖြစ်ပါတယ်ဗျာအခုဆိုရင်ပေါ့ပေါ်တော့ဆောင်းမဲမျိုးကိုရောက်ရှိနေပါတယ်ဗျာရောက်ရှိနေကြရတော့ဒါကြောင်မဲမျိုးမှာလာရောက်ပြီးမှကြောင်မဲမျိုးသားတွေကြောင်မဲမျိုးဆိုတော့ကျန်းတိုင်းသားတွေအများဆုံးရေးနေတယ်ကျန်းတိုင်းသားတွေကြောင်မဲမျိုးတို့ကတိုင်းသားတွေအားလုံးအများစုလဲရှမ်းတိုင်းသားအများစုလဲဒါတော့ဆိုရင်တော့ထေဟနေရဲ့ဒုက္ခတံကိုကောင်းကောင်းကြီးခံစားလောက်ပြီးဆိုရင်တော့တိလောက်ပြီးလို့ပဲထင်ပါတယ်ဗျာနော်တမတော်ကတော့ရှင်းရှင်းပြောရရင်တော့တမတော်ကတော့ဒါငြိမ်းချမ်းမှုအေးချမ်းမှုအရာကိုဥတည်နေခြင်းဖြစ်ပါတယ်ဗျာဥတည်နေတဲ့အတွက်ကြောင့်လဲဒီလိုကြောင်မဲမျိုးတွေတစ်မျိုးပြီးတစ်မျိုးကိုဒါပထမတမတော်ဟာကြောင်မဲမျိုးတွေဆိုအမျိုးတွေဆုတ်ခွာပြဘာဖြစ်လို့ဆိုဒီလိုလူတွေအထိမနာအောင်မျိုးတွေမပြတ်စီးအောင်ဆိုပြီးမှဒါဆုတ်ခွာလိုက်တယ်နောက်တော့ဒီနေ့ဒီပလောင်နေရဲ့ရက်ဆက်မှုတွေရဲ့ဒီလူတွေပေါ်တိုင်းသားတွေပေါ်လူမဆန်ရုံမှမှုတွေဒါမခံတော့ဟုတ်လားချွေပါမကြမ်းကျင်မဲနဲ့ကြားရတာပေါ့ဗျာနော်အခုဆိုတာကြောင်မဲမျိုးဒါတမတော်အကုန်လုံးပေါ့ဗျာကြောင်မဲမို့တိုက်ခုတီကောမျိုးထိုးစစ်ဆင်နေတယ်ဦးဇင်းတို့လည်းတစ်ဖက်တစ်လမ်းကလေပြည်သူများလှူဒန်းထားတဲ့အရာလေးတွေကိုဦးဇင်းတို့လာရောက်ပြီးလှူဒန်းခြင်းဖြစ်ပါတယ်ဗျာနော်စေဝါခုဆိုရင်ဦးဇင်းတို့မှာစေဝါပစ္စည်းတွေလည်းပါတယ်စေဝါပစ္စည်းတွေမှာမျိုးကလည်းပါခဲ့တယ်စေဝါပစ္စည်းဆိုမဲ့ဆေးရုံမှာလှူမယ်ကျန်တဲ့ဦးဇင်းတို့ရှိတဲ့ခုတိုင်းပြည်ရဲ့ပါရမီရှင်သူရဲကောင်းတွေကိုလည်းဦးဇင်းတို့လှူခုနှစ်ရက်သားသမီးများတမတော်ချင်းမြတ်တို့လူများလှူဒန်းတဲ့အရာလေးတွေကိုလည်းလှူဒန်းမှုဖြစ်ပါတယ်ဗျဒါနောက်တစ်ခေါက်လဲဆက်လာကိုရှောင်းတစ်ခေါက်ကတော့ဦးဇင်းတို့ဒီအမေရိကန်နေမှာဦးဇင်းတို့လှူဒန်းတဲ့အရာလေးတွေကိုတို့ကစစ်ပေးရှောင်းတွေကိုလှူဒန်းမှုအရာလေးကိုလည်းဦးဇင်းတို့မရောက်သေးဘူးပေါ့နော်အဲ့ဒီခါတော့နောက်တစ်ခေါက်လဲလာရောက်ပြီးမှဦးဇင်းတို့လှူဒန်းဦးမှာဖြစ်ပါတယ်ဗျနော်အဲ့တော့ဘာပြောချင်တာလဲဆိုလို့ရှိရင်ကြောင်မဲမျိုးတို့မျိုးသားတွေရှမ်းတိုင်းရင်းသားအများစုပေါ့စီလုံးမှာညီညွတ်ပါနော်ခင်ဗျားတို့တွေဒါမစီလုံးမှုမညီညွတ်ဘူးဆိုလို့ရှိရင်ဒါဒီနေ့ဒီပလောင်တွေရဲ့ရုံမှမှုရက်ဆက်မှုတွေတောင်တိထက်ကောင်းကောင်းကြီးခံစားအောင်ပါနော်ဒါဦးစင်းကဒါတမတော်ထောက်ခံတဲ့ကိုတော်တပါးအနေနဲ့တမတော်ဒါဦးစင်းမွင့်တင်ပြီးပြောတာမဟုတ်ပါဘူးဗျာနော်တမတော်ဒီတိုင်းနာစီလုံးညီညွတ်မှုပြည်တော်စုမပြိုကွဲရေးဆိုတဲ့ဥတီချက်နဲ့စီလုံးညီညွတ်တဲ့တိုင်းပြည်ငြိမ်းချမ်းအေးချမ်းအောင်ဒါဥတီနေခြင်းဖြစ်ပါတယ်ဗျာနော်ဥတီနေခြင်းဖြစ်ပါတယ်တမတော်ကအမိတမတော်ကအဖဆိုဟာအလကားပြောတဲ့စကားမဟုတ်ပါဘူးဗျာနော်အဲ့တော့တောင်မဲမြို့မှာရှိကြတဲ့ပြည်သူပြည်သားများလဲဖေးအရင်နဲ့ပထွေကွဲကွဲပြားပြားတိလောက်ပါပြီဗျာနော်ဖေးအရင်ကတော့တာတမိပေါ်ဘလောက်ကြီးပဲစိတ်တူဘလောက်